Hello everybody, it's me Junior. ဒီနေ့မှာတော့အားလုံးကိုကျွန်တော်ကဒီတညအိတ်2ရက် school trip လေးကိုခေါ်သွားပြီးမှဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့မတူညီတဲ့နိုင်ငံမတူညီတဲ့တက်ငယ်ချင်းတွေအများကြီးပါပဲअरे कैमरा सा Hey Vastav, I love you. Hello guys, I am Ribun video. Hey Vastav, I love you. Boat. Eh, hata to show ba lo ya. ပြောလို့ကောင်းနေတယ်ဒါပေမဲ့တော်တော်လေးနားကြီးတယ်စူညံနေရတယ်ご一緒いたします。運転手は竹村さんでございます。はい、皆さんよろしくお願いします。よろしくお願いします先生の方はいつもと変わらない顔です。珍しくもなんともないです。はいじゃあいない友達はいませんよね。这个我一对有。အဆွေကျွေးတော့ပြန်နေကားထဲမှာနေရတာတော့လာရီလည်းကြီးအဲ့ရတဲ့ကြားထဲမှာဒီကောင်တွေကတော်တော်လေးကိုနားကြီးတယ်ဟုတ်ပါတယ်ဒါကျွန်တော်တို့အိုဆာကာကနေစပြီးတော့မှ track ခွာနေဖြစ်ပါတယ်Hello guys. কেমন আছো মেও? কেমন আছো? কেমন আছো? ইওতে ভালো আছি. ভালো আছি. আপনারা নেই বলি কেমন আছো তো ইউ নো?元気ですか? কেমন আছো? ভালো.元気よ. ভালো. ကျွန်တော်这个楽しみしましょう。それベンガラ語这个バンガル語。わかりましたဘင်္ဂလားဒေ့ရှ်လူတွေကနည်းနည်းလေးပျော်တဲ့ပုံရတယ်သူတို့ကနောက်မှာကဲတော့ဘင်္ဂလားဒေ့ရှ်တွေမဟုတ်ပါဘူးဒီကောင်တွေလူပေါ်တွေပါတော်လေးပြောတဲ့လူတွေပြသိအောင်ကျွန်တော်ထင်တော့သူတို့တော်တော်လေးပျော်နေကြပုံရတယ်ဗျာဒီကောင်လေးအတန်တွေကိုတော်တော်စူညံနေကျွန်တော်ထွက်ပြေးခြင်းနေကြီးလားအတိတ်ဘဝကိုကြွေးတွေလာခံနေရတာဖြစ်ပါတယ်ကားပေါ်မှာလာပြီးတော့တကယ်တော့တချင်းဆိုတာဗျာစကားပြောတာတက်စားလို့ရှိရင်တော့နည်းနည်းတက်တာတယ်ဗျာသူတို့စကားပြောလို့ရှိရင်ကြောကိုကဘာမှနားမလဲတဲ့ခါကြောက်ရလို့နားကြီးတယ်လို့ပဲခံစားရတာဗျာဆိုတချင်းဆိုနည်းနည်းတက်တာပါတယ်ဆောက်ရမ်းလာတယ်ဗျာဒါပေမဲ့ခင်ဗျားတို့ပြကြည့်မယ်ကျွန်တော်အလဲခုံမဖြစ်နေအောင်ဆိုတော့လေခံပြေးရအောင်ကောင်းတယ်ဒီရောရှင်းပါစံတော်တော်လေးလာတယ်ဒါတော့ဘီဝါကိုသွားတဲ့လမ်းတစ်လျှောက်မှာတွေ့ရတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်တောင်တွေအရမ်းများတော့လည်းမျိုးတောင်တွေကိုမှဖောက်ပြီးတော့မှလမ်းတွေဖောက်လာတာကြောင့်မြင်လိုက်တော့စီများတယ်ထင်တော့လည်းကျွန်တော်တို့တနာကြီးကြော်လောက်ကားစီးပြီးတဲ့အခါမှာတော့ကျွန်တော်ဘီဝါကိုလမ်းမြင်နေရပါပြီဆိုတော့ဘီဝါကိုဆိုတာဘယ်လိုရေကန်မျိုးလဲဆိုတော့တစ်ချက်သွားကြည့်လိုက်အောင်ပါ京都の人もこの琵琶湖の水を飲んでます。奈良の一部の人も琵琶湖の水飲んでます。
大阪の人は淀川のね、浄水場がありますから何か所かあります。はい、みんなこの水を飲んでます。琵琶湖ね、ここだけ違うよ。ずーっと琵琶湖です。もおのすごく大きな湖です。はい。向かい側は、はい、動く温泉のところやな。あ、温泉もあるんですね。向かい側ね。は雪が降りますね。ちょっとここはあんまり降れへんけどね。ここね、琵琶湖の周りね、自転車で一周できます。おおー。金なくても自転車があれば、琵琶湖の周りを一周することできますけど、普通に走ったら1日で回れません。おお尻が痛くなります。はでも楽しい自転車旅行ができますよ。い。ဆိုတော့ခဏနေရပြောတဲ့အတိုင်းပါပဲအိုဆာကာကျိုတိုနာရာအစရှိဒီအနီးနားမြို့တွေကဒီဘီဝါကိုတွေကရေကိုပဲတောက်နေကြတာပေါ့နော်ဒီပတ်ဝန်းကျင်မှာတော့ဒီ green south family တွေကိုတွေ့နေရတာဖြစ်ပါတယ်ဒီကောင်ကကျွန်တော်တို့နိုင်ငံမှာတော့တွင်တွင်ကြဲကြဲအသုံးမပြုသေးဘူးဗျこの辺のお米すごく美味しいです。近江米と言います。近江っていう、ね、漢字はね、海のね、左と同じ三髄辺っていうんですよ。それに、カタカナの A って書く。それが、本当はえって読むんですけど、ここは機械のその字ですね。機械っていうと、その三髄の A って書いて、ほら、湖すごいでしょ。この水ね、下がってきたら水道止められちゃうんですよ。はい。雨降ってくれないと困ります。はい。それね、機械で書いて、絵で書いてね、近江と読む。特別な意味ですね。近江と読む。お米がいっぱいです。ね。近江米、美味しいですよ。スーパーで近江米っていうのがあったら一回買ってください。それと、右側の斜め前に小さい富士山がある。小さい富士山。はい、見てください。はい、ありましたね、小さい富士山ね。はい、これは近江富士と言います。富士山です。ちっちゃい富士山ですね。近江っていう、ほら、近江って近い絵って書いてるでしょ。そこにある小さい富士山のこと、近江富士です。トンビがね、ここはカラスじゃなくてね、トンビが飛んでます。正面、はい、右側、電信柱にいます。はい、あれはネズミとか取ってくれますよ。人間の赤ちゃんも食べます。だから畑で働いてるとき、赤ちゃんそのまま置いといたら、トンビとかハシとか鷹に持ってかれちゃいます。ね、そうです。だからここ。やっぱり湖ですからね、いっぱい鳥がいます。はい、左手にサイクリングしてるおじさんがいましたね。はい、楽しいですよ、サイクリングはね。ずーっと一周回ったらね、本当に楽しいと思います。一回チャレンジしてみてください。ね。はいခွင့်ရေးရှိရင်တော့နောက်ဆိုရင်စပိန်နဲ့တစ်ပတ်လောက်တော့ပတ်ကြည့်ကြပါမယ်久しぶりに専用にပြန်တွေ့ရတော့ဖြစ်ပါတယ်။ဒေကွင်းတွေပါလည်းမတွေ့ရကြဘူး။ဒီကန်တွေလည်းမတွေ့ရကြဘူး။ဒီတန်းကြောက်ပြလို့မျိုးလေးမှာဘယ်မှထွက်လို့စိမ့်သိမ့်ဆိုတော့ညပြန်တော့ပဲရှိတယ်။ဒါတော့ရှာရှာပါပါနေတွေ့ရတယ်။ဟုတ်လို့မျိုးကျင်လေးထွက်လိုက်မှာပဲစိတ်ထဲမှာလည်းလက်လက်ပေါ်မှာပဲခံပါချက်ပြရတယ်။တချမ်းမှာဆိုလေကွင်းတွေပါအမီနဲ့ရွာဦးတော့မလွယ်ချင်တော့မြေပုံရဆိုရင်တော့ဘီဝရေကန်ကဒီကျွန်တော်တို့ကျိုတိုရဲ့အပေါ်ပဲပေါ့နော်ကျွန်တော်ထင်တော့ဒီစီကခရိုင်နဲ့ပါမယ်ထင်တယ်သူက下がね、琵琶湖博物館の下はね、水族館みたいになってて、世界中の
のいろんな湖、塩辛くないで海じゃない川とか湖にいる動物の魚が展示されてます。で上はいろんな昔ここね象が設置したから象の骨とかいろんなものがあります。来ましたよ。ဒီတဲ့သူတွေကတော့ကားစီးရတာပြင်မှန်းနေလားမသိပါဘူး။ Okay တကယ်တော့ဒီဝါကိုရောက်ရှိခဲ့ပါပြီ။လာပါပြီ။ဒီမှာအင်းနန်းတော့ဆက်ဆက်။အရှာလက်သေးလို့私မဆောနဲ့ထွက်မြန်ထွက်လက်ပြကြီးကျွေးမယ်ညီလေးအိုးဝေါတော်တော်လေးကိုကျဲတဲ့ကွင်းမြင်မှာတကယ်တော့ကျွန်တော်ဒီလိုကျဲတဲ့ကွင်းမြင်မတွေ့ရတာတစ်နှစ်ကျော်လောက်ရှိသွားပြီဆွေမရဆန်တော်လေးလာတယ်တော်လေးလာတယ်ဒီဝါကိုရောက်နေတာဖြစ်ပါတယ်ဘယ်ရောက်နေလဲဒီဝါကိုအားလုံးမြင်ရလားတော့မသိဘူးနော်ဒီကျွန်တော်တို့တောင်နဲ့ဒီဘက်ကကားကွင်းနဲ့ကြားဟာကျတော့ဒီဘီဝါခိုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်စာဆူ아니 사진 찍어 비디오 놓지 뭐 다음에 အစီအစဉ်ရဆိုရင်တော့ဒီကျွန်တော်တို့ပထမဆုံးထမင်းစားကြမယ်ပေါ့နော်ဒီနေ့ရအောင်အဲ့ထမင်းစားပြီးပြီဆိုမှဒီပြလိုက်ကိုဝင်ကြည့်ကြမယ်ဆိုပြီးစီစဉ်ထားတာနေရာတော့တော်တော်လေးလာတယ်ဂျာဒီဦးကတာရတော်တော်လေးကိုတာရလွန်နေတာရအလွန်နေတာဗျာဒီမှာကျန်နေဟာတကယ်တော့ခီးတာထွက်လာတာကျွန်တော်အိတ်ထဲမှာတရမ်းတောင်မှပါမလာပါဘူးဆိုတော့ဒါအကြောင်းကိုပဲအားကိုးရမှာဖြစ်ပါတယ်ကျွန်တော်တပြားမှယူမလာလည်းကိစ္စမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီသူတို့ရဲ့ဒေါင်းဆေးအောင်စီစဉ်တတ်တဲ့ဂျပန်လူမျိုးတွေရဲ့ဒီအကျင့်ကိုမှယုံကြည်လို့ပေါ့နော်ဒါတော့ကျွန်တော်တို့ဒီထမင်းစားဖို့နေရာကိုသွားနေရဖြစ်ပါတယ်ကျုံးမိတ်ကလည်းလေးလန့်တယ်ပဲသူအဲ့လေးလန့်တယ်တော့ဒီခံရခက်တယ်ဟုတ်တော့ဒီကကွန်ပျူတာနဲ့ပါဖြစ်ပါတယ်တကယ်တော့မြူဇီယံတွေကိုကျွန်တော်တို့ပေါက်ရှူဖို့ဝင်လာတာဖြစ်ပါတယ်ပြီးရင်ပြန်ထွက်ရမှာဖြစ်ပါတယ်စားဖို့နေရာရောက်နေပါပြီဘယ်လိုလုပ်အောင်လဲမသိဘူးဘယ်လိုပြင်ဆင်အောင်လဲမသိဘူးညင်းနေရမှာပါတော့သူများတွေဆင်အောင်မဆိုင်ဘူး食べてください。10時20分でここに並びます。ゴミとか絶対持って帰ってください。はい、わかりました。ညင်းနေရမှာပါတော့အောက်လဲထိုင်မရဘူးတက်နိုင်နားလေးတွေမှာထိုင်ကြိတ်ဘာလို့စီဝင်လဲတော့ကြီးစားတယ်ကြိုက်ဟမ်ကြိုက်ကျွန်တော်နေပြီးကြိုက်မရှောင်းနေနဲ့ဟမ်ဒီမောက်တော့နေအောင်နေဘေးမှာဒီဘေးမှာကြာဆောကြတယ်တကယ်တော့ကျွန်တော်တယောက်တည်းထမင်းမှုထုတ်လာတယ်ကျွန်တော်တငယ်ချင်းတွေအားလုံးဘောစီတွေကြီးပဲဆိုတော့ဒီကောင်းတွေကဆိုင်ရပဲဝယ်လာစားကြအောင်စားကြပါဆင်းရပါဘောတောင်းပါဘောစားကြပါတောင်းနမ်းမှုတောင်းအဲ့လိုက်
တော့တယ်သားမြောက်ဒီကံလို့ရတယ်ကိုကသားတော့ရရင်ဘာမှမရှိ ကြောက်တလုံးမဲ့ကျွေးမှာဘာမှမပါ ငါ့ကိုကွာသူကြီးကျန်တော့ပဲ မစားဘူးလားစားမှာလား အဲ့လိုပါပဲကျွန်တော်လူကတော့မွေးတော့ရလို့မျိုးကျွေးခြင်းမွေးခြင်းသိကများနေအခုမှပြန်တွေးမိရကိုကိုစေရနာတွေမြစ်တာတွေတော်တော်ကြီးမားတဲ့လူပါလားဆိုပြီး ညီကိုဒီမှာကြိတ်နင်းယူသွားကိုကိုကြည့်ရဝါခိုးပါလဲလား sorry ရှုခင်လေးပြ这很高嘛，这个嘛这样。听我听我 ဘာကတော့လေးဓာတ်ပုံရကောင်မှာကလေးလေးရှိအောင်အလဲတန်းထက်တန်းတော့မရောက်တော့ဘူးအလဲတန်း 那要能用也进。 ဟုတ်တယ်အသက်ကြီးတယ်လို့ခံပါကြည့်ရုပ်ကြီးရကိုရီးယားပဲနှူးလာတော့သူတို့ကပဲရင်းနေတာမသိဘူးမသိလက်နဲ့ကြိတ်လိုက်ပြီးမှတီရှူနဲ့တော့ ကျောင်းကြီးတော့ငယ်ခရမုံမုံမှာတုတ်တိမ်မှာဆိုတာထိုင် Who's back? Who's back? Who's bad ကျောင်းကြီးဖြစ်ပါတယ် အင်္ဂလိပ် 動画ですいいですか早く並べ。あいらビワコの博物館でビワコのスポーン1万円အေး ကျွန်တော်ခီးသွားလို့ရှိရင်တစ်ချိန်ကျရင်ပြန်ကြည့်ဖို့အတွက်ဒီမှတ်တမ်းယူဖို့လည်းရေးကြည့်ပါတယ် 撮ってあげようか誰かいいカメラの人を撮ってあげようかမာယာ မရဆန်တော့ はい早く早くはい撮りますねはい早く3、2はい顔かぶってもう一回ねはい3、2はいじゃあ一回だけお願いはいじゃあはいいい顔いい顔。はいありがとうございますありがとうございます โอเคစားလဲစားပြီးပြီဆိုတော့ energy တွေပြည့်နေပါပြီဆိုတော့ဆက်ပြီးလှုပ်ရှားလိုက်အောင် ありがとうございますအဲ့တော့ကိုယ်နဲ့လည်းဘာမှမဆိုင်အကျင့်ပါနေလို့အာရီဂါတိုဂိုဇိုင်းမတ်ဖြစ်တော့ ခုချိန်ကစပြီးတော့ကျွန်တော်တို့ဘီဝါပြတိုင်းရဲ့ပထမတက်ကိုစပြီးတော့လဲပတ်မှာဖြစ်ပါတယ် ဘီဘောကိုဝါဆိုဗျာဒီရေချိုးငါးတွေပြလာမယ်တဲ့တခြားစီရလို့မျိုးအဲ့လိုမျိုးဗျာဝေလာငါးတော့ပါဝေလာငါးတော့ပြလို့မရဘူးတခြားဒီပင်နဲ့ငါးတွေမဟုတ်ဘဲနဲ့ဒီမှာတော့ရေချိုးငါးဖြစ်နိုင်တယ်မဆင်တော့ငါစရိုင်းပုံနေပြတာငါစရိုင်းတော့ကြောင်မဆင်မသိမစားကြဘူးခင်ဒီငါးတွေဒီမှာလာပြလိုက်တဲ့ရောက်နေမှာချင်း အာ
違う違うそういう意味じゃないのもうこの音あれがちゃんそうそれこんなちっちゃいやつ何これ何これ ဆိုတော့ဘာတွေလဲတော့မသိပါဘူးဆိုတော့တစ်ချက်ကြည့်ကြည့်လိုက်အောင်လား 大丈夫見ました。これでおでこのあたりにするとちょっと合わしやすいかと思います。あと1センチぐらい下がってもらって。これ何ですかこれでウイルスプランクトンです。ああそうですか琵琶湖のお水です。今日の朝取ってきた。おお飲んでも大丈夫かなあ大量に飲むとあれかな。ちょっとぐらい大丈夫ですよ。すみませんကျွန်တော်ကဒီအစားငါးတွေပြထားမယ်ထင်တယ်ငါးမပြထားဘူးဒီရေချိုမှာရှင်တန်နဲ့ဒီတက်ရှိမျိုးစိတ်အသေးလေးတွေကိုမပြထားတာအဆွေဘာပြောချင်လဲဘာမှပြောချင်ဘူးမရလိုက်မရပြောတော့မှမရဘာပြော何が言いたいことある何も言いたい私は外国を習いたい外国を習ってမြန်မာの人မြန်မာနိုင်ငံလူတွေဆိုတော့သိမယ်ဆိုရင်ဘာငါလဲကျွန်တော်တော့မသိဘူးโอ้おいしそうすみませんすみませんတော်တော်လေးချစ်ဖို့ကောင်းပါတယ်အားကြောင့်လည်းရတာရှိမြတ်ပုံပေါ်နေ 中は中ခတာခနာနဲ့ကျွန်တော်နဲ့အိမ်မှာစတွေ့ရပါတယ်中国オオサンショウおーっとなんか英語だったら英語で書いてください読めないよこちらはအင်္ဂလိပ်စာကိုအင်္ဂလိပ်လိုရေးလို့ရှင်ဖတ်တတ်တယ်အင်္ဂလိပ်စာကိုဂျပန်လိုရေးရင်မဖတ်တတ်တော့ဘူးဘယ်လိုမှဟိအောင်ရေဟိုဒါကြီးတွေတော့ကွာအားလုံးရလောက်ရှိတယ်ပြန်ခါလောက်တော့ရှိမယ်တဲ့နေဟိုဒါရေချိုးငါရောဟုတ်ပါမလားရောရေဟိုပင်နေငါးတွေဖြစ်လောက်မယ်ဟိုကောင်ကြီးကပူကြီးတယ်ကြီးကိုငါခန္ဓာကိုယ်လောက်တော့စားနိုင်လောက်တယ်နော်စီးကြည့်ပါလားဟဲဘီすみません、先生、これ海の魚ですよね。ああ、びっくりした。川の魚じゃない。外国のだね全部、はい。サメだからこれユーラシアヨーロッパとかアジアとかでこれアメリカとかねヨーロッパとかねロシア朝とかロシアとかにもいるかな、全然日本じゃない琵琶湖じゃないびっくりした。僕の体の大きさぐらい。より大きいでしょ。より大きい。これだけちょっとこれだけ少し小さいから。ああ。これ。これだよね。はい。これだよね。すいません、名前知らないから。ဒီမှာတို့ကတော့ဒီမှာဘီဝါပုံမှာရှိတဲ့ငါးတွေပဲမဟုတ်ဘူးねဒီကောင်နေစင်ပင်လယ်ထဲမှာရှိတဲ့ငါးတွေ
ပင်လယ်ထဲမှာရှိတဲ့ငါးတွေကိုမှဂျပန်ပင်လယ်တစ်ခုလည်းမဟုတ်ဘဲနဲ့တခြားတာကဘာအနှံ့ငါးတွေကိုဒီမှာလာပြီးစုံကြလို့ပြောရမှာရေစက်လို့ပြောရမှာအဲ့လိုပဲရေစက်ပါလို့ရှိရင်ခင်ဗျားနဲ့ခင်ဗျာကဘာကြီးရဲ့ဘယ်နေရာမှာနေရေစက်ပါရင်တော့စုံလာတယ်သိရမလားအဲ့ငါးတွေပဲကြည့်ရ ဒါပေမဲ့ခမားနဲ့သူနဲ့ကတော့ဘယ်တော့မှပြန်ဆုံနိုင်မှာမဟုတ်တော့ပါဘူးဘာလို့လဲဆိုတော့ရေစက်ကုံသွားလို့ပါ ငါးတွေလည်းမြင်မှုတလို့လို့တော့ရှိပါ ဒီငါပါမလဲ မြင်မှုတလို့လို့မြင်မှုပါလေထင်တယ်မြန်မာနိုင်ငံငါးတွေပြတာဒီမှာဆိုရင်သူကအင်းလေးလေးမှာရှိရငါမျိုးစားတွေပြတာပါနော်ပြီးလို့ရှိရင်ဒီကောင်လေးအင်းလေးလိတ်ကအမျိုးစားအားကြောင့်မို့ငါမြင်မှုပါတယ်မိတခေါ်တော့အားရောဒါအင်းလေးရဟောပါတယ်ငါမျိုးစားတယ် ငါလေ おいしそう怖いなお前 ကျွန်တော်တို့တက်လွားမှာမှွေပြီးဆိုနှစ်လွားမှာဘာတွေရှိမလဲတစ်ချက်လောက်သွားကြည့်လိုက်အောင်ပါ ဒေါ်သားလေးဆက်လေးကမရှိဘူးလို့စီးနေတာဖြစ်ပါတယ် ဒီကဒူရီလာက ဟမ်ဒေါ်သားလေးဥစားကရောက်ဒေါ်သားလေးဖြစ်ပါတယ် ဒီကောင်သွားဖြစ်မယ်လားအောက်မေးအဲ့ဒါစကုလူတွေမရောက်သွားရင်ပြန်ချလိုက်မယ်အားလုံးရစိတ်ဝင်စားမှုကိုရရှိနေတာတော့ဒီဘက်ကငကားကြီးပဲဖြစ်ပါတယ်本当にあったのこれ見てみましょうおお飛び出すような気がする怖いちょっと一緒に歴史を見ていこうかって ဒီထက်မှာဆိုရင်တော့ဒီခမားတို့လိုမျိုးဗျာဟိုရှိတုန်းကလက်ကျန်ကြီးတွေကိုပြထားတာဖြစ်ပါတယ်ဂျပန်မှာဘယ်လောက်ထိတိုးတက်နေလဲဆိုတာဒါကြည့်တော့ထင်းစည်းတွေကိုပြတိုင်းမှာပြထားတာဆိုတော့ကျွန်တော်နိုင်ငံမှာတော့ဒါအဲ့ဒီထင်းစီသုံးတဲ့ခေတ်မကုန်သေးတော့ဒါတွေအကုန်လုံးမတည်သေးပဲသူတို့နိုင်ငံရှေ့ကြိုရောက်နေတာဆိုရင်နောက်ဆုံးလျှောက်နေဒါနောက်စရာမဟုတ်ဘူးလူကြီးတွေဖြစ်ပြီးကွာ ဟာဦးရီနိုကြီးမလုပ်ဘူး ချင်းကယူဆတင်နေပါတော့ကြီးရအောင် ကြည့်နော်ခေါင်းမပြုတ်ကြတော့ဟမ်တဲ့လားဘာရိပ်ပဲလဲပြောချင်တဲ့အဓိပ္ပာယ်ကိုနားလဲတယ်နော်တော့အဲ့လိုမျိုးဒီမှာလဲစကားပြောတော့ရုံများစကားပြောတယ်ဘာမှထူးထူးထွေဘာလုံးနေကြမလို့နော်ရှင်းပြနေကြစကားပြောတဲ့ရုပ်နော်ဒီမှာလဲကြည့်နော်
ဘာမှထူးထူးထွေထွေအဲ့လိုမျိုးမိတ်ဆက်ပေးနေတယ်မလို့ကြာသူဟာနဲ့သူကသဘောပေါက်မဲ့ရုပ်တယ်အဲ့လောက်လေးကိုနုပညာစင်နဲ့မြင့်မားတာပေါ့ပြောရရင်နော်ရလားတတိုက်တမီရောတယ် တီးလို့ရတယ်ပြအောင်မှုပြုတ်ပူပူလေးကျွန်တော်နိုင်ငံမှာပြောစပန်လူမျိုးတွေနဲ့လေးလာတာတော်တော်သဘောကျပုံညာこれ何ဒီမှာငါးစေးမရှိဘူးသူတို့စင်စာရွက်လေးတွေကင်ပြောပါဗျာစာရွက်လေးတွေကင်ပြောမှတ်နေကြကိုရီးယားတော့မမကင်ကလေးကချီလျှောက်သွားကြည့်ပြီးမေးပြတာပဲဒါကတော့ဒီမှာထွက်ရှိတဲ့အကောင်မျိုးစားတွေနဲ့သူတို့နေထိုင်ရာပုံစံတွေကိုကြားတာထားတာဖြစ်ပါတယ်နေထိုင်ရာရက်တွေတာတွေပေါ့နော်ချောင်းထဲမှာနေတဲ့ကောင်တွေလည်းချောင်းထဲမှာနေအကုန်လုံးတော့ရေထဲမှာနေတဲ့ကောင်တွေပြောပြဒီကောင်တော့တစ်ကိုင်းမှာနေတယ်ပေါ့နော်အဲ့လိုမျိုးပြောပြတာ That's right တိတာပေါ့ကြီးကန်တစ်ကိုင်းပေါ်လာတာတော့အတားဒီမရဲ့ရှင်းပြနေကြမလို့ဟုတ်တယ်မလားကိုပိုင်ဆိုကြီးကန်တစ်ကိုင်းပေါ်လာတာတော့ရှင်းပြတယ်မလို့အတားဒီမရဲ့တော့ဟုတ်အော်ပြီးတော့ဒီမှာကျွန်တော်တို့ကမသုံးနေသေးတယ်လောလောဆယ်ဒီရက်တဲ့တော့အဲ့လိုမျိုးနော်9000နဲ့ပုံးလို့ခေါ်ရအောင်စင်ရက်တဲ့ဒီကောင်စင်ကျွန်တော်တို့ဘက်ကဒီမြန်မာနိုင်ငံသုံးတဲ့ရက်တဲ့နဲ့စင်တူတယ်ဗျာနော်ဒီကောင်တွေကဒီအင်းလေးဘက်မှာသုံးတဲ့ဟိုကောင်တွေနဲ့မြတ်တူမလားမသိဘူးမြုံခွာလားမြုံဘယ်မြုံတော့မြုံဟုတ်မြုံဒီစတောင်းနေကြဟမ်ခုနကတော့အိတ်ထထားတာလည်းမှန်နေမှာ ကောနော်မလဲမငါတော့ဒီဝလာပြောစော်ကားခံနေတယ်လို့စော်ကားခံနေရတယ်လို့ဖြစ်နေဟိုမှာကွာတက်လားငါတို့နိုင်ငံမှာသုံးနေကြတော့ငါတွေကရေတင်ဆက်လားဟုတ်ပါရေတင်ဆက်ပြီးဒီဝလာပြီးတော့မှစော်ကားတယ်လို့ခံနေစော်ကားခံရတယ်လို့ဖြစ်နေပြီကျွန်တော်နိုင်ငံမှာဒါတွေကအခုလက်ရှိတွေသုံးလုံးဂျပန်မှာပြလိုက်တယ်ရောက်နေအဲ့လိုမျိုးပဲကြာ straw ခဏလေးရင်မရတော့နားတယ်ပေါ့နော်ဒါပေမဲ့နားလည်းဘာမှမလုပ်မရဗျဟုတ်တယ်မလားဆိုင်မခံသားရုံပေါ့ဖတ်ချင်ပြင်ဖတ်ချင်ခုမှကျင်လာတော့ okay let me show you somethingမင်္ဂလာပါလူကြီးမင်းတို့ခင်ဗျာလူကြီးမင်းတို့ရှေ့မှာတွေ့နေရတော့ဘီးဝါရေကန်ပဲဖြစ်ပါတယ်ဟုတ်တယ်写真いっぱい撮ってどうするの？ああいっぱい撮ってムービー？欲しい人は自分の写真欲しい人には返します。欲しくない写真は全部処分します。安いね。楽しい？楽しいです。久しぶりにこの緑がああそうね久しぶりにね緑。大阪は緑があんまりないからね。あんまりないんです。こんな広いところもね見つからないです。あこっち最後これで。最後。多分クレジット。ああ。
10%ကျွန်တော်မဤကြည့်ရတာကတော့ဒီနေ့ကဒီနေ့ရောက်တော့ပဲဖြစ်မှထင်တယ်ဒီ over ဝင်လို့ရှိရင်လည်းဗီဒီယိုရိုက်လို့မရောက်ကြည့်ကျင်တယ်လားပြော over ဝင်တာဗီဒီယိုနဲ့ကြည့်ကျင်တယ်လားဒါကစားတော့ရိုက်လို့မရဘူးဆိုတော့ over ဝင်တာရိုက်လို့မရောက်တော့ဒီမှာအားကုန်သွားလဲကိစ္စတော့မရှိ ဟုတ်တယ်ဗျာမှန်တယ်မှန်တယ် ဟော မှန်တယ်ထောက်ခံတယ် ဆက်သွားလိုက်ပါဦးကြက်မပြေတဲ့ညီလေးဖြစ်ပါ ဒီဝက်ခုမှလည်းတော်တော်လေးနှံ့ပြီးပြီဆိုတော့ကျွန်တော်တို့ခီးဆက်လိုက်ကြရအောင်ပါဘယ်ကိုခီးဆက်မှာလဲဆိုတော့ကျွန်တော်တို့ဒီ Ibuki တောင်စီကိုခီးဆက်မှာဖြစ်ပါတယ် Barbecue baat na bolo. パッションマンガー変わりました楽しいよそう僕らまだかよまだそう僕らまだかよवो तुम्हारे घर सिस्टर बनो ना हम लोग बांगे ले हम लोग सिस्टर बनो ना मस्जिद तो किला विसरी के खाना सुरती है हम लोग मैच का कोई कुछ दिन मेंみんな楽しみましょう楽しいねそう横行ってるんですけどどこ行ってるかわからない今から多分温泉に入れるかなミューソの温泉に入れる入れない入れない大丈夫じゃないよ初級に言ってそれは違うダメですでもショットペントは大丈夫です何も着ないでちょっとダメおかしいなショットペンでも大丈夫でも何も着ないでそれは絶対ダメみんなダメだよ宮まで温泉ある本当にこれダメびっくりした後ろ人がいるからご注意して気をつけてちょっと一回呼んでからここはバングラデシュじゃない日本だよ学校のルールだから学校で何年か勉強しないですかなんで守らないよ次から絶対に気をつけて厳しいဒီတချင်းလေးကတော့အားလုံးပဲသိကြမယ်လို့ထင်ပါတယ်မမှတ်မိရင်တော့ကျွန်တော်အစဖော်ပေးပါမယ်ဒီစကားလုံးလေးကိုကြားရင်တော့အားလုံးပဲပြန်မှတ်မိမယ်လို့ထင်ပါတယ်အဲ့ဒီစကားလုံးလေးကတော့ Always swear सारी उम्र हम मर मर के जी लिए एक पल तो अब हमें जीने दो सारी उम्र हम मर मर के जी लिए एक पल तो अब हमें जीने दो ना 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 na 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 give me some sunshine give me some rain give me another chance I wanna grow up once again give me some sunshine give me some rain
Give me another chance, I wanna grow up once again. बचपन तो गया जवानी भी गई एक पल तो अब हमें जीने दो बचपन तो गया जवानी भी गई एक पल तो अब हमें जीने दोကျွန်တော်တို့တနာရီခွဲလောက်စီးပြီးတဲ့အခါမှာတော့ဒီကိုမိုဒေဗီနိုဆာတိုအီဘူကီကိုကျွန်တော်တို့ရောက်ရှိပါတယ်အဲ့ဒီမှာအထုပ်တွေချပြီးတော့ကျွန်တော်တို့ဒီရေဘူးဆန်းလိုမျိုးဗျာရေစိမ်လို့ရတဲ့အိုဖူလိုရဆန်ကြီးကိုတွားပါတယ်ဒါကတော့ကျွန်တော်တို့ရေတွားစိမ်နဲ့အဖွဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဝင်ခဲ့တဲ့အိုဖူလိုဖြစ်ပါတယ်တော်တော်ကြီးကိုလှတာပါနောက်မှဆိုရင်လည်းဒီအီဘူကီတောင်ရဲ့တောင်ထိပ်ကိုမြင်နေရတာပေါ့နော်ဘာလို့ဒီညောင်းနေပါပြီဟေးみなさん楽しそう暑いよ頑張って頑張ってကျွန်တော်တို့ကင်မရာနှလုံးနဲ့ပဲတက်ပြီးတော့ရိုက်ပြီးတော့အလုံးရှုံနေတာဖြစ်ပါတယ်။ဒါဆိုရင်ဒါအကြောင်းအကြီးဖြစ်ပါတယ်။ခွန်းတာကိုကိုင်ကိုခွန်းတာကိုကိုင်ခုဆိုရင်တော့ကျွန်တော်တို့9နာရီရှိနေပါပြီတကယ်တော့ဘာဘီကျူက9နာရီထိလောက်ရမှာဖြစ်ပါတယ်ここに置きます大丈夫通るよいっぱい食べてるマヤさんを通りますすごいマヤめっちゃアニマ少しだけで食べてよマヤ恥ずかしいから私いっぱい食ってるอ๋อနောက်ကတော်တော်လေးလာတယ်ဘာဘီကျူဆိုင်တယ်လို့မျိုးမြင်ကွင်းလေးနဲ့တကယ်ကို feeling ပဲ最高です最高です食べてばかりしないでよ周りを見てめっちゃ綺麗よ最高1個ちょうだい1個ちょうだい1個まだですか
らさんまだ食べられるのすごいねいっぱい食べられるいやお腹いっぱいオッケー7ရှိသွားပြီ8နာရီနောက်တစ်နာရီလောက်ကြာနေ9နာရီထိပါပြီဒီလောက်ပါဆိုတော့တော်တော်လေးကြီးညာတော့ချိန်ဒီကမှညာတော့ခုနကတည်းက8နာရီပဲရှိတယ်ဟုတ်ကဲ့ဘယ်နာရီကို9နာရီကျွန်တော်တို့ဘာဘီကျူလုပ်ပြီးတဲ့အခါမှာတော့ဒီကျောင်းကနေပြီးတော့မှဘင်ဂိုဂိမ်းလေးလုပ်ပေးတယ်ပေါ့နော်သူကကြတော့ဒီမဲပေါက်တဲ့သူကအရင်ပေါက်တဲ့သူကအရင်ယူပေါ့နော်ပစ္စည်းတွေလည်းအများကြီးပါတော်တော်လေးကိုပြောစရာကောင်းပါတယ်ညအိတ်တော့မှဖြစ်သွားတယ်ညအိတ်တော့မှဖြစ်သွားတယ်တော်တော်လေးလည်းပန်းပြီးဘာဘီကျူလည်းကျုံးပြီးဆိုတော့ဒီမှာကျွန်တော်ဘာဘီကျူပြီးတော့ဘင်ဂိုကစားသေးတယ်အဲ့ဒီကြောင်တော့မှပြောပြမယ်မနေ့ပြန်6နာရီထားအောင်ဆိုစောအိတ်တော့ပြပါ good night ပါ A few moments later အားလုံးပဲမင်္ဂလာနည်းနည်းခင်းလေးပါညာအားကိုလူကစောက်ထိုးလေးအိမ်နေတကားတွေလည်းအပေါက်တွေပြဲတွေယူဒီမှာတော့မြို့ထဲမှာလို့ဒီပတ်ကားတန်နေမဟုတ်ဘဲねပေါ့နော်အကောင်လေးတွေအတန်ကြီးကြားနေရပါတယ်ကျွန်တော်ကဒီညာမှာမွေးတဲ့သူဆိုတော့ဒီ feeling ကျွန်တော်တော့တိတ်မစိမ့်ဘူးရပြန်လာရင်ကအဲ့လိုမျိုးတော့မှမွေးတဲ့ခါကျတော့ဒီတော့ပြန်ရောက်သွားတယ်လို့ခံစားရတယ်တော်တော်လေးမိုက်ပါတယ်ကျွန်တော်တော့တော်တော်လေးသဘောကျတယ်おはようございますမနေ့ရောက်တော့ကျွန်တော်တို့တန်ရှင်းရေးလောက်ကြပါတယ်မညာဗျာဘေးအခန်းကောင်ကကျွန်တော်တို့ခန်းထဲလာရေးလို့တန်ငယ်ချင်းတယောက်ကိုပြောင်းရပါသေးတယ်私は何をするかなこれ考えられると思うငါဒီလိုပါအပြည့်ချက်တော့ပြောတာကြီးတော့မင်းနာကောင်အရှက်ကောင်ခန်းခန်းနဲ့လာရတော့ပြီးတယ်ဒါတည်တယ်ငါဘာမှပြောတည်နေရလေဘေးရာလေဘေးရာမသိလားအင်ကြီးလဲဆွလာပါဒီတော့ငါ့ဝင်တော့မသိရဘူးဘာမှမရဘူးမရဘူးဟိုလေတော့အော်ရောဒါနဲ့အတွင်းငိုင်နဲ့လားမသိဘူးငါမြင်တော့မြင်လိုက်တယ်ကွာဒါပေမဲ့အပေါ်လဲပါအော်လဲပါအတွင်းငိုင်ထဲဝင်လာစားကြည့်တော့ငါစူပိုးနေတာနောက်မှကောက်ကြည့်တော့ဘယ်ကောင်ယူလဲတော့ဘာတော့ကိုပိုင်ကန်ဒီလေကိုပိုင်ဆိုလာချင်နေတယ်ဖြစ်လောက်တယ်ကွာဟုတ်တယ်ဆိုတော့စစ်စေးပါပါဒီလက်သာပေါ်လာတယ်မရတော့ဘူးလို့မတိုင်းနိုင်တော့တော်ပါသေးအချင်လာလဲအောက်ကအေးလေးပဲကျွန်တော်တိုက်ပြီတော်သေးရပေါ့ငါတော့အစင်းနဲ့ရုပ်ကတော့မညအေးရေးမဝါလို့နည်းနည်းလေးအေးရေးမဝါတဲ့ရုပ်ပေါက်ပင်လယ်ဒီမှာရှုံးတာဟိုတိုင်းကတော့ဒီဝဲနဲ့တိုင်တယ်ပင်လယ်ဒီမှာတစ်ခါရှုံးတာတော်ရနှစ်ခါမရှုံးဘူးအိုင်ဖန်ဒီအိုင်ဖန်ချောတော့အစားကောင်းဟဲ့နီကြီးတစ်ဖြစ်မနေ့စားလဲစားပြီးဆိုတော့ဒါကျွန်တော်တို့ဒီဘုခိယာမောင်တော့တက်ကြပါမယ်ဆိုတော့ဒီအပေါ်ကတောင်မှာဒီတောင်မှာまあ景色楽しめる人は景色山の行く途中もすごい綺麗なのでしっかり楽しんであとシートベルトしてくださいねဒီဘက်ကဒီကျေးလက်ဒေတာဆိုတော့ရတယ်ဂျပန်ရိုးရအိမ်တွေကိုတွေ့ရတယ်ဒီကောင်လေးစင်ကြည့်ဒီကောင်စင်ဒါဂျပန်ရိုးရအိမ်ဖြစ်ပါတယ်関ヶ原を越えたら関東手前が関西西ですね西関ヶ原の西っていう意味です関ヶ原の東と関西と関東ですね覚えてくださいねはいそれとね後ろで騒ぐのいいですけどね周りの景色見てくださいね
もう本当に山しかないようなね、本当に日本の美しい山を見てくださいね。ドライブ、そう、今から上上がっていくけど、騒いでる人はアホですね。ちゃんと周り見ます、綺麗なね。黙って綺麗に味わってくださいね、心いっぱい使ってね。はい、以上です。それとね、伊吹山はね、薬の薬草がいっぱいある山です。ね、私には薬の草はわからないけど、ね、薬草の山です。ね、だから、まあ、そういうのも知ってる人がいたら解説できるけど、できないです、私は。ね、上はお花がいっぱい咲いてると思います。ここね、石灰岩の山です。昔海だった。昔海だったよ、ここね。うん、そうで、貝殻とか海の底にね、いっぱい溜まって石灰岩ができますね。でそれがニョキニョキニョキっとこう上上がっていって、せり上がっていって山になりましたね。はい、だから鍾乳洞があります。鍾乳洞わかる？長いことね、水とかで溶かされて洞窟ができるの、穴ができるね、そういうとこがあります。はい、じゃあね、よーく周りの景色を楽しんでください。騒がないでね。進化を続けてきた。ကျွန်တော်တို့ဒီအီဘူကီတောင်ကိုစတက်ထားတဲ့ဒီဘတ်စကားကဒီ TV မှာပေါ့နော်ဒီအီဘူကီတောင်အကြောင်းကိုမှရှင်းပြနေတဲ့ဗီဒီယိုလေးကထွက်လာおおやがて山肌を濡らす霧昔から水場のない山頂で生き物たちの命をつなげてきた。その恩恵は山頂の植物だけにとどまらず、山に生きる者、山を訪れる者、すべての生き物にဒီတောင်မှာဆိုရင်များတမင်တို့တောဝက်တို့အဲ့လိုမျိုးများတောရိုင်းတိရစ္ဆာန်တွေကစပြီးတော့မှဒီအနေရခင်းဆောင်နဲ့အသက်မွေးဝမ်းကြောင်းပြုနေကြရပါတော့ကျွန်တော်ထင်တော့သူတို့ကိုလည်းဒီဂျပန်အစိုးရကနေပြီးတော့ဥပဒေနဲ့ကာကွယ်ပေးထားတယ်လို့ထင်တယ်ဒါတော့ကားကွင်းကနေမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်ဟုတ်ပါတယ်ဒီကျွန်တော်တောင်ရ3ပုံ2ပုံလောက်ကကားနဲ့တက်လိုက်တာပါတောင်ရောက်ပါပြီစတက်တော့မှဖြစ်ပါတယ်တောင်ထိပ်ပါရောက်တောင်ထိပ်ဒီကားနဲ့ပို့တာပါတော့မဟုတ်တက်ရမှာပါတောင်ထိပ်ကဟုတ်တယ်တကယ်တမ်းကြောက်ပြချီကျင်တက်တင်လားဘယ်လောက်လာတယ်ခက်ရှိလဲကောင်းနေမလဲမိုက်တယ်ဟာနေကုန်တက်တာဗောဘာမှဖြစ်ဘူးကျွန်တော်ဆို3000တောင်ဇက်တိုက်တက်ဘူးပဲထုံးစံအတိုင်းပဲဗျာကျွန်တော်ကင်မရာနှလုံးနဲ့ဆိုတော့တော်တော်ကြီးကိုအလုပ်ရှုပ်တယ်ဗျာအဲ့ကင်မရာကိုပြောင်းလိုက်ဒီပြောင်းလိုက်နေတိတ်အဆင်မပြေဘူးဆိုတော့ကျွန်တော်ဒီကင်မရာကိုမှကျွန်တော်ရောင်းဖို့စိတ်ကူးထားပါတယ်ဆိုတော့စိတ်ဝင်စားကြလားမသိပါလုံးအောင်よしあいいよこっち向いてもいい OKあっちはもっと綺麗あっちおーす Hello everybody တက်နေကြပါယူခုစင်တော့伊布库ညမှာဖြစ်ပါတယ်အားလုံးတက်နေကြပါပြီこっち見てこっちめっちゃ綺麗あなたは言ってるじゃないよおおその景色はもう
転んだらあ、転んだら怖い。はい転ぶのが怖いかな。転ぶのはだって転んでないから。はいまだ転んでないまだ大丈夫とか、まあ、転ぶのがあんまり言わない。転びそうかな。転びそううん、転びそうですとかね。ဆိုတော့ school trip ဆိုရင်နိုင်ပဲဗျာတွားရင်လာရင်ကြည်ရင်ရှူရင်တင်ရင်ကြားရင်မှတ်သားရင်ပေါ့ဗျာနော် まあ動画でもカニ あ、これあれ日本の政府からもらった10万円であ、じゃあ1年生の時ですはい見てください ဟုတ်ပါတယ်ခင်ဗျားတို့ဒီလိုရှုရင်းနေကြည့်ရှုနေရတာကဂျပန်အစိုးရရဲ့အကျိုးကျေးဇူးကြောင့်ဖြစ်ပါတယ် こんにちは。ဂျပန်အဖိုးကြီးဖွားကြီးတွေကတော်တော်လေးကိုကြမ်းပါပါတယ်ကျွန်တော်တို့နိုင်ငံမှာဆိုရင်ဒီအသက်အရွယ်ဆိုလို့ရှိရင်များတိတ်ပြီးတော့မှလှုပ်လှုပ်ရှားရှားမလုပ်ချင်ကြတော့ဘူးရသေးရမလားဒီမှာတော့60 90တွေလည်းတောင်တက်နေတာဖြစ်ပါတယ် တောင်တက်တာရှည်နေလို့တော်တော်လေးပြင်းနေပြီလားတော့မသိတော့ဘူးဗျာဒီတောင်တက်တဲ့ရတာပေါ့လို့မျိုးဗျာအတူတူပြေဝခံစားလို့ရအောင်ကျွန်တော်အများကြီးမဖြတ်ထားဘူးဒီဘိုင်းကကြတော့ဒီအောက်ကလမ်းမြင်နေရတာတော့ကျွန်တော်တို့အဖွဲ့ပဲဖြစ်ပါတယ် おい、大丈夫ですか？ နည်းနည်းဆယ်လောက်တော့တက်မသိတော့မထူးခြားသေးဒီမှာဆိုရင်တောင်ပေါ်ပန်းနေပွင့်နေတာဖြစ်ပါတယ်ကျွန်တော်စိတ်ထဲမှာတော့တိတ်လှတယ်လို့မခံစားရဘူးဗျာဒါအမှန်တိုင်းဝင်ခံရလို့ရှိရင်တော့ဒီမှာစင်နေပိုင်းဗျာရောက်သေးဘူးကြံသေးဘူးကြံသေးရ ကိုရှိရောက်ရင်ရောက်ပြီပေါ့ မသိသေးဘူးရောက်ချင်မှရောက်မှာ push ကောင်းမို့တက်မယ် ရောက်သေးဘူးလား ပြီးရင်မုံစားမယ်မရောက်သေးဘူးညီလေးထပ်တက်ရအောင်ပါပါနိုစီနောက်ကလူတွေနဲ့တော်တော်လေးအပြတ်အသက်ကိုရှေ့ရောက်နေခဲ့ပြီပြတ်အသက်ကိုရှေ့ရောက်နေခဲ့ပြီခင်ဗျာကြိုက်မဲတဲ့ရင်တော့အနိုင်ရလောက်တယ်ဟုတ်တယ်ခင်ဗျာဟိုမှာကြံသေးတယ်ဟိုးကိုထိပ်တီးတက်မှာ ပြီးပဲကွာဝေး ကျွန်တော်နိုင်ငံမှာတော့အားလုံးကဒီတောင်တက်လန်ရမယ်တက်ကြတော့အလုံးမျိုးဘေးကနေဖြတ်သွားတာတွေပဲမလုပ်ကြအောင်ကျွန်တော်ထင်တော့ဒီတဘာဝပတ်ဝန်းကျင်ထိခိုက်မှာဆိုလို့ရှိရင်ဒီမှာစင်ပြီးတော့ကိုရေးထားလည်းမသိဘူးခန်းကြီးမဖတ်နိုင်ဘူးဆိုဒီကနာပဲဖတ်တတ်တယ်ဒီဝါခေါ်ပဲတည်ရချင်တာဘာမှမသိဘူးすいませんすいませんကလေးပေါက်စားတွေရောတက်နေတယ်တော့ကျန်းနေကျမ်းမကြီးကောင်းဖြစ်မယ်
နေပါလေတက်ခွင့်ပေးတာ Wow brother look at this one ဒီတကူကြည့်ပါဦးမိုက်တယ်ဗျာတော်တော်ကြီးကိုလှရတယ်ဒီနေရာဟုတ်ကဲ့ပါနောက်ဆုံးတော့တောင်ထိပ်ကိုရောက်လာပါပြီတောင်ထိပ်မှာဒီမှာ public toilet တွေပါတယ်ဗျာလို့မျိုးအဆင်ပြေအောင်တော့လုပ်ပေးထားတယ်အိုးတကယ်လှတဲ့နေရာလေးပါ မြို့ထဲမှာဆိုရင်တော့တွေ့ရခဲ့တယ်ဗျာဒါပေမဲ့ဒီမှာတော့ဒီမိုးပစင်းလေးတွေပြန်ဝဲနေရပါတော့ အစားတူတူရှုခင်းလေးတွေကြည့်အောင်ဟာဒီပေါ်မြူတွေသားနေကျွန်တော်လက်ပုံချိန်မို့တယ်နည်းနည်းလေးအာယုံတော့သွား ကျွန်တော်တို့ခီးသွားလို့ရှိရင်များအဲ့လိုမျိုးရောက်ရောက်ချင်းဓာတ်ပုံအရင်မရိုက်ပါနဲ့ဘာလို့ရမလဲဆိုတော့ရှုခင်းတွေကိုတဝါကြီးကြည့်ပါကိုကြည့်လို့ဝါသွားရင်မျက်စိထဲမှာဆွဲနေအောင်ကြည့်ပြီးဆိုမှဓာတ်ပုံရိုက်ပါအဲ့ဒါကိုယ့်အတွက်တော်တော်ကြီးကိုမိုက်ပါတယ်တော်တော်အကျိုးမြတ်ကြံပါတယ်မဟုတ်ပဲရောက်ရောက်ချင်းဒီဓာတ်ပုံရိုက်ပြီးဝါတွေဖြစ်ပြီးတော့နောက်ကြောက်လဲကောင်းကောင်းမမှတ်မိဘူးဆိုတာမျိုးတွေဖြစ်သွားလိမ့်မယ်ဗျာ ဟုတ်ကဲ့တောင်ထိပ်ရောက်နေပါပြီဟာ တောင်ထိပ်ဆိုရင်ပဲဗျာအဲ့မှာချွေးတွေပြန်နေသေးတယ်ကျွန်တော်ဆိုရွှဲနေရပဲကျန်စားပြီးရောတာဘဲမှာဖြစ်ပါတယ်မင်္ဂလာပါတာဘဲမှာဖြစ်ပါတယ်အာちょっとこれめんどくさいなやってしまった15分だけだから早く食べるのは15分だけ。全部15分あ、そう写真撮るの。15分ね私の一枚あれやいいよ500円500円アイスクリームちょうだい500円よなぜなら私このカメラ買うため2週間くらい食べられなかったご飯は食べられるんですけどなんか相談じゃないなんだっけあれအားရတရားနဲ့လာရေး ကြည့်ရ တရားနဲ့ရှိတယ်လေပေးရရတယ်ကွာလိုင်းမရလို့ပေးနဲ့ရှိလို့ရတယ်လိုင်းကမရလို့မရှိသေးဘူး 先あいいよ私あるから違うありますかお腹まだいっぱいなの生あ大丈夫ですかうん大丈夫私もあるから大丈夫よゴミとか持って行ってねはいこれなんか美味しそうこれ美味しい向こうにもあったはい向こうにもあったうんMaya. Soy tu, ¿ah? Coge un coche, Coge un coche. Ahí vio la mamá. De pura Saya mau gana. ambil. Macam mau ambil. Sakura. Saya panggil. 美味しい顔は見えない
顔は見えない今のタネがあるね。美味しいなうんもううまいソフトクリーム買いに行くでしょ私もこれ買いに行く先生お金持ちだもんお金も私今2000円ぐらいしかないよ私はそれもない先生。Paling tahu pada sombong. Jadi konyak. တောင်းတော့ငယ်နေရ စားကြပါအောင်လားလို့ တောင်းဝရေကမို့လို့ Dia mau tak mau ya lah. ဘော်သီးတွေဖြစ်ပါတယ်ရေခဲမုံတောင်မွားရေခဲမုံ900တန်းစားနေကြဖြစ်ပါတယ် ခါဝဟိုက်သေးပြီရော 要的有，要的有没事。你怎么会吃这个？ မကြည့်ရအောင် 私子供の頃大好きだったあပူတယ် ပူတော့ပူရထိုင်လို့ရတယ် ကြက်လီ 看那地方看见。 အေးလည်းပူတယ်ဆိုတော့မှာဟိုကိုလင်းပြောင်းတဲ့ထိုင်တော့ထိုင်ကိုလင်းထိုင်လည်းအေးရတယ် 哎，主要也是看这个。 ဘယ်လောက်ပြည့်ဟမ်ဒီကနေ့950ဟေးဒီနေ့ကဝါစားပါဒီကရေကမစားမတည်ညချက်သားရမ်းဒီကောနေကောညချက်သားဒီမပြောပါနဲ့စားပါမရညချက်သားကိုညစားရရတယ်တတိယပါပိုက်ပြုတ်ပါမခလာပဲခါလေးချက်တာလေခါလေးစိတ်ချက်တာ 全部食べるわဖိပြည့်သွားမယ်ခုတောင်တော်တော်လေးပြည့်နေပေါင်းပေါင်းနှလုံးနဲ့မလာ ပါလူတာဟုတ်မယ် 那你们呢？ ပါလူတာနဲ့ဟိုကနေငါတို့ပဲတာဒါပဲဆိုဘယ်လိုခေါ်ရမလဲ ဘာလာတိတော့ ကလာတာကလာတာ ဘလာတာပဲဆို ကလာတာပဲဆို 不拉倒。 ကလာတာပဲသားလို့ကလာတာပဲกินကလာတာပဲ ဘလာတာပဲဆို ကလာတာပဲဆို 上面加几个？都好慢的有，都好慢的有。巴拉没事。 ဘလာတာပဲဆိုကိတဲစောနေတော့ရော အတတရှိနမရဲ့အကဲဦးနော်ခိတဲ့ဒီအဆုကနာရောငါတို့ရောက်ရှိနေဘူးထိုင်ဖာလူရာခိတဲ့ဖာလူရာ မြန်မာခါတယ်あこちらはネパールからです。これはスリランカで。スリランカ。はい、みんな留学生です。はい。まだ日本語学校です。大阪の日本語学校。おいしい菜。おいしい。全部。え？全部。おかしいやろ。おかしいだけ。美味しいですね。美味しいですね。買うよ。買う。後でお腹空いたら食べる。上にして美味しい。バン。周りを買うやん。あ、これ何？あれレモンティー。チョコレート。これ何？知らない。入れた人は私です。なんで入れたの？ちょっとちゃうかけね。何？とじゃげ。わからないよ。かわいい。飲み物かな。水に入れて飲む？うん。知らない。スープじゃないよ。スープじゃないよ。ちょっと甘酸っぱい。
見えないあ、写真の方はいくらですか？写真のアイスは450円でしょ550円です。550円。これは違う。違う。いくら？違う、ちょっと。ああ、大丈夫どっちでも。하루 다녀. 동안 좀. 안 돼. 바이바이. 바이바이. 何仲良くなったの？はい。酒話しいただて。きました。ああ、これ。あ。おお、すごい。このままこのままで。ああ、気持ちいいな。このままで。まあ、電気見合いだもんだよ。電気見合い見合うだけ。あと6本くらい。どれもやしないんですよ。さあ、なんだね。あ、5本写真撮りましょう。今ちょっとでもあれか曇ってるからあれだけど向こうの方とか琵琶湖すごい見えて気持ち綺麗なんだけどね。でも雲が今ちょっと出てるから見えにくいかも。ちょっと見えにくいです。甘いばかり食べたからあ、お腹いっぱい。だって朝ごはん食べてそんな時間経ってないもん。すみません。စားတောက်ဓာတ်ပုံရိုက်ပြီးတော့တောင်ပေါ်ဆင်းဖို့လူစုနေကြပါပြီခုဆိုရင်တော့ဖာလူလာဆန်မာလာဆန်ပလာတာဘက်ဆူဘက်တိုဆန်ဘက်တိုဘူရူဆောဆူမီလိုဒါရဲဝိုင်းကို今こっちこっちは誰いないこっちはレンさんは何レンの名前はどうしよう新しく来る。ちょっと時間かかる。ちょっと時間かかります後で教えるよဒီကနေလည်းဖြတ်တက်လို့ရတာပဲလားအစောကတိလို့ရှိရင်ဖြတ်တက်ဆိုတော့ဗျာအစင်းတလန်းအတက်တလန်းဆိုတော့ရှုခင်းကတော့အတက်တုံးကနဲ့တိတ်မတူပါဘူးဟာตายလိုက်တဲ့အတန်လေးဟုတ်ဒီမှာတကောင်နှစ်ကောင်မရှိလို့ตายရတာကျွန်တော်တို့နိုင်ငံမှာနားတွေပါညီမตายရတော့ဘူးအများကြီးပိုင်းမြင်နေရတော့နားတွေညီးတယ်ဟုတ်လို့ပဲနော်လိုတာထက်ပို့သွားလို့ရှိရင်
ကျွန်တော်ကတော့တောင်တက်ရတာကိုတော်တော်လေးကြိုက်ပါတယ်ကိုကြိုက်တာတခုပြောဆိုရင်တော့ကျွန်တော်တောင်တက်တာကိုပြောရလိမ့်မယ်ထင်တယ်ဆိုရင်ကျွန်တော်အားလုံးကိုမိကုန်းလေးတစ်ခုမေးပါမယ်ပင်လယ်နဲ့တောင်နဲ့ဆိုရင်ဘယ်ဟာပိုကြိုက်လဲဖြေကြည့်ပါကျွန်တော်ကကြတော့ပင်လယ်တိတ်ပြီးရောမှအဲ့လိုမျိုးဗျာကောင်းကောင်းမသွားဘူးတာကြောင့်လည်းပါလိမ့်မယ်ထင်တယ်ကျွန်တော်အခုလောလောဆယ်ရတော့တောင်ပိုကြိုက်တယ်လို့ခံစားရတယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်ရှုခင်းတားကြိုက်တာပေါ့ဗျာစကတ်တဲ့နဲ့မနေ့ပြန်ကြောင်းပိတ်လိုက်ပြီးနေအောင်ကွာပြန်ရောက်လို့ရှိရင်လည်းတန်းအိတ်နိုင်မှာမဟုတ်ကန်ကဒီလိုဒီတီလောက်အောင်ရယူရတာနာလုပ်ပေးနေတော့အလုပ်ကိုစီးတာလေးလှူရလေFanny, bring on my god. Sushi. Sushi ပါခတ်တယ်ဟိုက်တာဆိုတော့မျိုးလုံးတပြားတော့မယ်ခုမှပဲဆင်ပြေတော့တယ်今よかったと言ったよちょっと高いんですけど半分から登ったから大丈夫udah kenyang oke mati tuhan udah dulu ya doa ada apa sih 食べていいよ飲み物もまあ飲んじゃったって言ったら今のうちに買っといてありますかありますsaya dia namanya iya wah mama nama padaဆိုတော့ဒါကျွန်တော်အိတ်နေရမဟုတ်ပါဘူးဒီဓာတ်ပုံတွေရောမှာကျွန်တော်အိတ်တက်လုံနေဖြစ်ပါတယ်ပြီးလို့ရှင်ကျွန်တော်အချိန်မီသွားတင်အောင်မပေးမှလဲခင်ဗျားတို့တော့မသိဘူးကြာကျွန်တော်အဲ့လိုကားစီးရင်တိုင်းမှာဖိုတိုအိတ်တက်လုပ်လိုက်တာကြာလုပ်ပြီးတော့မှကျွန်တော်ပုံမှန်ဆိုလို့ရှိရင်ငါဘလို့မှမမူးတတ်ဘူးကြာဒါပေမဲ့အဲ့ဖုန်းတို့တခုခုပေါ့နော်ဗီဒီယိုတို့ laptop တို့တခုခုကြည့်နေလို့ရှိရင်ကျွန်တော်အဲ့လိုမျိုးမူးတယ်ဗျာကားစီးရင်လည်းကြည့်လို့ရှိရင်အဲ့မှာတချင်းလေးနဲ့ဆွေးပါတယ်ခင်ဗျာဘာလို့ဆွေးလို့ဆွေးမှန်းတော့မသိပါဘူးဆွေးတော့ဆွေးပါတယ်အိတ်ချင်နေလားဆွေးနေလားတော့ကောင်းကောင်းမသိဘူးကျွန်တော်တယောက်ရဲ့အဲ့လိုမျိုးငောင်ကြီးဖြစ်နေတယ်ကျန်တဲ့ကောင်တွေကအိတ်ခွဲနေနောက်ကိုကြည့်ကျွန်တော်ကိုပဲကြည့်နေနေနောက်ကိုတစ်ချက်ကြည့်အဲ့မှာအကုန်လုံးအိတ်နေကြတယ်ပုံမှန်ဆိုရင်များစူညံနေတဲ့အဖွဲ့လည်းအဲ့လိုကြီးမစူညံတော့ဘူးရတယ်မလားတချင်းဆိုတဲ့အဖွဲ့ကလည်းတော်တော်လေးပန်းသွားကြပြီထင်တယ်ကြည်ရโอเค
ကန်ရောက်နေဖြစ်ပါတယ်ခုစကန်လို့ပြောပါဗျာဒါပေမဲ့မြင်မှုသက်လို့လို့ပဲဒါကြီးအိတ်ချင်မှုတူနဲ့ရှောက်ပြောနေတာဖြစ်ပါတယ်တကယ်တော့ဘန်ဘတ်ခုရောက်နေတာဖြစ်ပါတယ်ဆိုတော့16ပဲရှိပါဆိုအကြိုက်ဆုံးနေရာတစ်နေရာပဲရိုက်ပါမယ်16ပဲရှိတော့ဆိုစောင့်ကြည့်ပြပါမယ်နော်ကြိုက်ဆုံးနေရာတစ်နေရာပဲရိုက်မယ်တွင်းတစ်ခွင်းလုံးနဲ့မှာတန်းရှိပါတန်းရှိကျွန်တော်တို့အခုရောက်ရှိနေတာကတော့အိုဆာကာမြို့မှာရှိတဲ့ခိုကူရီဆုမင်းဇိုကူဂါကူဟာကူဘစုကန်ဖြစ်ပါတယ်ဆိုတော့ဂျပန်လူမျိုးတွေကကြောအဲ့လိုမျိုးအရှိကြီးမခေါ်ကြလို့သူတို့မင်းပတ်ခုလို့ခေါ်တာဖြစ်ပါတယ်ဆိုတော့သူတို့လည်းတော်တော်လေးအတူကောက်ကြိုက်ပါတယ်ဆိုမြန်မာလိုပြောရရင်တော့အမျိုးသားယဉ်ကျေးမှုပြလိုက်ပေါ့ဗျာနော်မြန်မာလိုကပို့တိုးနေ It's okay စိတ်မကောင်းသွားဖြစ်မယ်အဲ့ဒီကျွန်တော်ရဲ့ pocket 3ရထဲထဲကိုယူလို့မရဘူးပေါ့နော်ဆိုတော့ကျွန်တော်လည်းဘယ်ရမလဲကင်မရာတော့ယူလို့ရတယ်တဲ့ကင်မရာယူလို့ရတော့ကျွန်တော်လည်းကင်မရာနဲ့ရိုက်လာတာပေါ့ဆိုတော့အားလုံးပြကြအောင်လို့ပါကင်မရာနဲ့ရိုက်ထားတာဆိုတော့အရင်ကြီးတော့ stabilize တော့မဖြစ်ဘူးဗျာနည်းနည်းလေးကြည့်ရတာလှုပ်တော့ဖြစ်နေဒါပေမဲ့အဆင်ပြေပါတယ်ကြည့်လို့ရရင်ပေါ့ဒီမှာကျွန်တော်ရိုက်ခဲ့တာကျတော့နည်းနည်းလေးပဲရှိသေးရဗျာတကယ်တမ်းကျတော့အဲ့လိုမျိုးအပြည်ပြည်ဆိုင်ရာဘောနော်နိုင်ငံတကာကနေပြီးတော့မှယဉ်ကျေးမှုဆိုင်ရာပစ္စည်းတွေပြတာဟိုစားပဲဖြစ်ဒူရီယာပဲဖြစ်အားလုံးပြသထားတာကြဒီထဲမှာဟာခေါ်ဆောကြちょっとあれの匂いサウジアラビアの匂いでဒါတော့ပြန်ထွက်ဖို့အားလုံးတန်းစီနေကြဖြစ်ပါတယ်ဆိုတော့ဒီထဲမှာလည်းကျွန်တော်2နာရီလောက်ပေါ့နော်အဲ့ဒီမှာပတ်ပြီးတော့မှကြည့်ခဲ့ပါတယ်ဆိုတော့2နာရီလောက်ကြည့်မှပဲနေရာအနှံ့ကြည့်လို့ရမှာဗျသူကတော်တော်ကြီးကိုကျဲတယ်ပြထားတဲ့ပစ္စည်းတွေကလည်းတော်တော်ကြီးများတယ်ဗျဒီတိုင်ကြီးကအပြင်းပြေ6လူကားလို့ထင်ရင်တော့မှားသွားပါလိမ့်မယ်အဲ့တိုင်ကြီးကနတ်ဖျားဖြစ်ပါတယ်ဒီဆန်စီပြောတာကတော့ဒီမာမိုရီကာမီပေါ့နော်ဒီကောက်ွယ်ဆောင်းလျှောက်ပြီးရနတ်ဖျားလို့ပြောပါတယ်တခုတော့ရှိပါတယ်တောင်းလက်တာလည်းပြောလိုက်ပါတယ်明日はနေရတာမပြောလိုက်ဘူး明日は授業頑張ってねရှင်းဦးနဲ့နားလို့တော်သေးတယ်ကြီးအားနားလို့တော်သေးရတယ်ပြောနေရှိလို့ကတော့ငါသေးပြီနောက်ထပ်အကြောင်းတော့တော်အိတ်ရှင်သေးမှာအေးခေါင်းဆိုင်နဲ့မအိပ်ရဘူး17နာရီ10နာရီအိတ်ရှင်ပါတယ်တော့အိပ်နေအောင်အခန်းထဲလာပေးရဂိုင်းထုတ်ဘူးပြီးငါတစ်ပေါက်ရေလာလဲပြီးတော့ငါမနေချင်နိုင်ဘူးဂိုင်းထုတ်ဘူးဟန်ကီးအိပ်ပါမှဆိုတော့ပြောတော့ဘန်းဖို့ရှောက်ရပုံမှန်နေရာချပြီးမီးနေဆိုတော့ကျွန်တော်ရဲ့ trip လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်လည်းဒီလိုမျိုးခီးသား trip တွေအများကြီးတင်နေပါသေးတယ်ဆိုတော့အားပေးကြပါအောင်လို့ပြောချင်ပါတယ်ဘိုင်ဘိုင်